ဒီနေ့ကတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး20ကြိမ်မြောက်ဘုံကထိန်ပေါ့နော်အဲ့ဘွယ်တက်ရောက်တာပါဘယ်လိုခေါ်မလဲဇက်တစ်ခုကနဲတာများတာအဓိကမဟုတ်ဘူးပေါ့နော်များပါလို့လောက်ခွက်ရကြတာအကောင်းဆုံးပေါ့သူကအဲ့ဒီကောကိုမစင်ဖုံးဆက်ခါကြတော့အနိစင်းရဲ့အဲ့ဒီကအခန်းနေတယ်နှစ်စီးပဲပါမှာဒီမဲ့အရေးကြီးလို့ပါတဲ့တချို့ဟာကြတော့ဟိုများပြီးပေါ်တော်တော်တွေရှိရလေဒါကနှကန်းပြီးမဲ့တော့တိတ်ခါရှိတာပေါ့နော်အဲ့ခါကျမဆက်ဘယ်လိုမျိုးဆိုတော့သူကပြောပြတယ်သူကကိုယ့်ရဲ့တူမောက်ပညာပေးတယ်နဲ့အရေးကြီးလို့ပါဆိုတာအဲ့ကောကဲအဲ့ဆိုလုတ်ပေးမယ်ဆိုလုတ်ပေးတာခုနကကိုဘာလက်ခံလဲနဲပြီးမဲ့တက်မှုလေးရှိတာပေါ့နော်ဒီနေ့ကတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး20ကြိမ်မြောက်ဘုံကထိန်ပေါ့နော်အဲ့ဘွယ်တက်ရောက်တာပါဟုတ်ဒီနေ့ပွဲလေးမှာဘယ်လိုပီတီလေးဖြစ်လဲဘယ်လိုမျိုးဒီလိုအလူလေးတွေကိုပေါ့နော်စီစီကားတွေ့လိုက်ရတော့ဘယ်လိုပီတီမျိုးလေးဖြစ်လဲအလူဆိုတော့ဒါစီးရုံးကမကထားလုပ်ပြီးအလူဆိုတော့ကိုလည်းလူဖြစ်တာပေါ့နော်ပီတီဖြစ်တာပေါ့အဲ့လိုမျိုးအများအားစစ်ပြီးတော့ကျပနိုင်ပါစေလို့အလူလည်းအများအားဘယ်လိုခေါ်မလဲသူတို့အလူလုပ်တဲ့ခါကျတော့ကိုယ့်ရဲ့အလူပါသွားတာအဲ့လိုမျိုးအရန်ဟိုပေါ့ကောင်းတဲ့အစီအစဉ်လေးပေါ့နော်မစစ်16နှစ်နေ့ဟောပေါ့ပွတ်သိငီစော်လေအဲ့ကကိုတမတော်ရိုက်မှာအဲ့ဒါလေးရှိတယ်အခုရုံတင်မဲ့ကားလေးတွေရောဗာလေးရှိတယ်ဒီစင်ရုံတင်မဲ့ရှိတယ်3နှစ်ကားရှိတယ်ဘယ်လိုခေါ်မလဲဇက်တစ်ခုကနဲတာများတာအဓိကမဟုတ်ဘူးပေါ့နော်များပါလို့လောက်ခွက်ရကြတာအကောင်းဆုံးပေါ့သူကအဲ့ဒီကောကိုမစင်ဖုံးဆက်ခါကြတော့အနိစင်းရဲ့အဲ့ဒီကအခန်းနေတယ်နှစ်စီးပဲပါမှာဒီမဲ့အရေးကြီးလို့ပါတဲ့တချို့ဟာကြတော့ဟိုများပြီးပေါ်တော်တော်တွေရှိရလေဒါကနှကန်းပြီးမဲ့တော့တိတ်ခါရှိတာပေါ့နော်အဲ့ခါကျမဆက်ဘယ်လိုမျိုးဆိုတော့သူကပြောပြတယ်သူကကိုယ့်ရဲ့တူမောက်ပညာပေးတယ်နဲ့အရေးကြီးလို့ပါဆိုတာအဲ့ကောကဲအဲ့ဆိုလုတ်ပေးမယ်ဆိုလုတ်ပေးတာခုနကကိုဘာလက်ခံလဲနဲပြီးမဲ့တက်မှုလေးရှိတာပေါ့နော်အိုင်ဒီယာဆန်းတာပေါ့ရိုးရိုးပေါ့ပညာပေးတာရိုးရိုးပေးတဲ့လေရတာပဲဒီမဲ့သူကတချင်းနဲ့ပုံဖော်ထားတယ်ပြရိုက်ချစ်တွေနဲ့ဆိုရင်အဲ့ခါလဲစက်သိမ်းထားဖို့ကောင်းတယ်တကယ်ရိုက်တဲ့ခါကျဟာလေတော့အားတိုက်တာအဲ့တပေအောင်ပါလေတိတ်တက်တည်းပြောရသေးလားဟိုအရင်တရေကိုင်းနဲ့မတူဘူးပေါ့နော်တကားတခန့်ဘာလာမလဲနဲ့ဟုတ်တယ်အဲ့ဒါဒရိုက်တာရဲ့ပညာပေါ့နော်သူကစိတ်ဝင်စားဖို့လဲဟုတ်တယ်ဟိုကတိုင်ပေါ်ကတဖြည်းဖြည်းတက်သွားတာပြကက်ကလည်းရမ်းတော်တယ်ဘာဖြစ်ဆိုတော့ကာရိုက်တာအများကိုသူဟိုပေါ့ဝင်ပူးကပ်ပြီးတော့သူအလုပ်ရခါကြလာသူ့အနေနဲ့လည်းခက်ခဲတယ်ပြင်ပန်းတယ်တော်တယ်လို့ကဲလို့မဆက်တဲ့ချစ်ကျူးလို့ပြောခုချိန်ဒီချင်းတဲ့ပြိတ္တလေးကိုမဆက်တတ်နိုင်တဲ့ဘက်ကပေါ့နော်ကိုနဲ့လိုက်ဖင်မဆာလေးကိုစူးစမ်းပြီးတော့ပြိတ္တလေးကိုရဲ့အိုင်တော်လေးအတွက်မဆက်စစ်ပြီးတော့စူးစမ်းပါအောင်မယ်လို့နဝင်တဲ့ကားလေးကိုလာကြည့်ဖို့လည်းဖိတ်ခေါ်တယ်နဝင်တဲ့ကားလေးလည်းလာရောက်ကြည့်ရှုဖိတ်ခေါ်တယ်ဆန်လန်းလေးကလည်းသူကထူးခြားတယ်ပန်ဝေတဲ့တိ ਉ ဆောင်တိုင်းကသူ့နေရာသူအံဝေပြီးစူးစမ်းထားတာဖြစ်တယ်ဒီကားလေးကြည့်လိုက်ရင်ပေးတဲ့ပတ်စံနဲ့တက်အောင်တန်နေမယ်လို့ထင်တယ်